တတိယအဆင့်ဖြစ်တဲ့နိဗ္ဗာန်လောကထဲမှာတော့ရှူလီကောကလေလင်းဝန်းကျင်တွေကိုသူ့တပည့်လောက်ဖို့အတွက်စီယုံနေပါတယ်။ဝါလင်ကရှူလီကောနာမှာဝိုင်းအောင်နေတဲ့လေလင်းဝန်းကျင်တွေကိုမောင်းထုတ်လိုက်ပါတယ်။သူ့ရဲ့ခန္ဓာကနိဗ္ဗာန်လောကမှာဝါမြေဝန်းကျင်ပြတ်ဖြစ်လာပြီးတော့လေလင်းဝန်းကျင်တွေကိုအမိတ်ပေးပြီးတော့ဝါမြေနိုင်နေစေဖြစ်ပါတယ်။ရှူလီကောကသူ့ရဲ့တပည့်တွေဆုံးရှုံးသွားတာကြောင့်စိတ်တုန်နေပြီးတော့မကြေမနက်ဖြစ်နေပါတယ်။ဒါပေမဲ့ဝါလင်ကိုကြားရတာကြောင့်တောင်းပန်လိုက်ပြီးဝါမြေလို့ရအောင်မြှောက်ခေါ်ပေးထားတာပါလို့လိန်ပြောလိုက်ပါတယ်။နိဗ္ဗာန်လောကမှာလေလင်းဝန်းကျင်တွေအများအပြားရှိနေပေမဲ့ဝါမြေဝန်းကျင်မရှိတာကြောင့်တတိယအဆင့်မှာဝါလင်ကပို့ပြီးတော့ဆွမ်းအားကြီးလာပါတယ်။အဲ့ဒါကြောင့်ဝါမြေဝန်းကျင်တွေကိုဆင့်ခေါ်လိုက်ပြီးအထဲကိုဝင်လာတဲ့တွားမှုကြီးနဲ့ရီမိုကျင်းတို့ကိုရှာဖို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့တွားမှုကြီးကဝါမြေဝန်းကျင်တွေရဲ့မင်းလိုက်ခြင်းကိုခံနေရပါတယ်။ကျင်းရမှုကလည်းကြာဆင်းသွားတာကြောင့်ဆွမ်းအားရုံနဲ့သွားပြီးထွက်ပြေးဖို့သာကြိုးစားနေရပါတယ်။ပြေးလို့မလွတ်တော့တဲ့အဆုံသူ့ရဲ့ပြတ်သက်ဆောင်ကြီးကိုထုတ်ကာဝါမြေဝန်းကျင်တွေရန်ကအကာအကွယ်နေပါတယ်။အဲ့ဒီအချိန်မှာပဲဝန်လီရောက်လာပြီးပြတ်သက်ကိုအတဲဝင်ရောက်ပျက်စီးခိုင်းပြီးတော့တခြားသူဟန်ဆောင်ကတတိယဆင့်ရဲ့အမွေအနှစ်ပစ္စည်းကိုထုတ်ပေးခိုင်းပါတယ်။တွားမှုကြီးကအမွေအနှစ်ပစ္စည်းဆိုတာဘာလဲလို့မေးတော့အဲ့လိုပစ္စည်းမရှိဘဲအထက်ကိုဘယ်လိုဝင်လာခဲ့တာလဲလို့ဝန်လင်ကပြန်မေးပါတယ်။အဲ့ဒါကမူရာကျင်းစဉ်ဖြစ်ပြီးတော့အစိမ်းနောက်ဆုံးမတန်ခင်ရွေးကရက်ထဲမှာပဲသုံးပြနိုင်တာလို့တွားမှုကြီးကပြန်ဖြေပါတယ်။သူ့ကိုယ်သာရွေးကရက်နာအထိလွတ်ပေးမယ်ဆိုရင်အဲ့ဒီကျင်းစဉ်ကိုပေးပါမယ်လို့အလဲအလဲပြုလုပ်နေပါတယ်။ဒါပေမဲ့ဝန်လင်ကလက်မခံပဲဝါမြေဝင်းကျင်ပုံစံပြောင်းပြီးပြတ်သက်ကိုဖျက်ဆီးလိုက်ကတွားမှုကြီးနဲ့စတင်တိုက်ခိုက်ပါတယ်။ဝန်လင်ကတွားမှုကြီးရဲ့ဝင်းကျင်ကိုသူ့ရဲ့ခန္ဓာကဆွဲထုတ်လိုက်ပြီးတော့ဇက်တိုက်ခိုက်နေပါတယ်။နောက်ဆုံးမှာတော့ဝါမြေဝင်းကျင်ဖြစ်နေတဲ့ဝန်လင်ကိုတွားမှုကြီးကမရှင်းနိုင်တော့ပဲအရှုံးပေးလိုက်ရပါတယ်။တွားမှုကြီးကအကျင်းစဉ်ကိုပေးပါမယ်လို့ပြောလိုက်တာကြောင့်ဝန်လင်ကဝင်းကျင်ကိုခန္ဓာကိုယ်ထဲပြန်ထည့်ပေးလိုက်ပါတယ်။ကျင်းစဉ်ကိုဝန်လင်ကိုပေးနေတဲ့အချိန်မှာပဲမုံထော်ကျစ်ပေါ်လာပြီးတော့တွားမှုကြီးကိုတပ်ပစ်လိုက်ပါတယ်။မုံထော်ကျစ်ကသူ့ရဲ့တခင်ဟာတတိယဆယ်ထဲမှာလူရှင်မထားနဲ့လို့မှာထားရလို့ပြောပြီးဝန်လင်ကိုစတင်တိုက်ခိုက်ပါတယ်။ဝန်လင်ကလေလင်းဝင်းကျင်နေနဲ့တိုက်ခိုက်နေပေမဲ့မုံထော်ကျစ်ပေါ်ကိုတော့တိုက်ရမှုမရှိပဲဖြစ်နေပါတယ်။မုံတော်ကျစ်ကတေယာကပြန်ရှင်လာတာကြောင့်ဝန်လင်ကစဉ်းစားမရဖြစ်နေပြီးတိုက်ခတ်လို့လည်းမရတာကြောင့်ပြေးဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။အစိုးရဝန်ကြီးစွာနဲ့ဖောက်ခွဲတိုက်ခတ်တော့လည်းတရားမှုမရှိပြန်တာကြောင့်ထပ်ပြီးတော့ထွက်ပြေးရပြန်ပါတယ်။ရှူလီကောကတော့လူမဟုတ်တဲ့အပြင်စိတ်ဝိညာဉ်လည်းမရှိတဲ့အကောင်ကြီးကလိုက်လာနေတာကြောင့်ကြောက်ရွံ့နေပါတယ်။ပြန်ပြီးတော့တိုက်ခတ်ရင်လည်းနိုင်မောခွင့်ရေးကနေတာကြောင့်ဝန်လင်ကမုံတော်ကျစ်ကိုတခြားသူစီလန်းလွှဲပေးဖို့စတင်ကြိုးစားပါတယ်။တစ်ဖက်မှာလည်းရင်းမော်ချင်းကလေလင်းဝင်းကျင်ရန်ကနေလုံးအောင်ထွက်ပြေးနေရပြီးတော့မလွတ်တော့တဲ့အဆုံသူ့ရဲ့ရုပ်သေးကိုငစားအဖြစ်ထားခဲ့လိုက်ပါတယ်။သူလို့တော့မှရုပ်သေးကိုပြန်ခေါ်လိုက်ပြီးသူ့ရဲ့ရုပ်သေးကို2000တန်းစင်ခဲ့တာကအချင်းကြီးမဖြစ်ဘူးပဲလို့ပြောနေပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ကနေဝန်လင်ရောက်လာပြီးတော့ရင်းမော်ချင်းကလည်းသူ့ရဲ့ရုပ်သေးနဲ့စတင်လိုက်ခဲ့ပါတယ်။ဝန်လင်ကလေလင်းဝင်းကျင်တွေကိုထိန်းချုပ်ကတိုက်ခိုက်လိုက်ပြီးကျေးဇူးတင်ကြောင်းပြောကထွက်ပြေးသွားပါတယ်။မုံတော်ကျစ်ကလည်းနောက်ကလဲလာပြီးတော့တတိယဆင့်ရောက်လာတဲ့သူကိုတတ်နိုင်လို့ရှိရင်သူ့သခင်ကစုချမှာလို့ပြောနေပါတယ်။မုံတော်ကျစ်ကအစင်းမြင့်ရုပ်သေးအဖြစ်စမ်းသပ်ခံလိုက်ရကြောင်းရင်းမော်ချင်းကသိသွားပြီးတော့သူ့ထက်လည်းအကျဉ်းချမှုမြင့်နေတာကိုတွေ့လိုက်ရပါတယ်။နှစ်ယောက်သားအပြန်အလှန်တိုက်ခိုက်နေကြပြီးနောက်ဆုံးမှာတော့ရီမော်ချင်းကအဖမ်းခံလိုက်ရပါတယ်။သူ့ရဲ့ရုပ်သေးနဲ့တိုက်ခိုက်ခိုင်းပေမဲ့လည်းမုံတော်ချစ်ကတစ်ချက်ထဲနဲ့ဖျက်ဆီးပစ်လိုက်ပါတယ်။မုံတော်ချစ်ကတတ်တော်မဲ့ချိန်မှာပဲရီမော်ချင်းရဲ့ဆရာမိုးရန်ဆန်းရောက်လာပြီးတော့ဝင်ရောက်တာစီလိုက်ပါတယ်။ညှက်တထောင်ကြာပြီးမှသူ့ရဲ့ဆရာကိုအသက်ရှင်လျက်ပြန်တွေ့တာကြောင့်ရီမော်ချင်းကဝန်တာနေပါတယ်။မုံတော်ချစ်ကတခင်ရဲ့မိန့်ကိုစန့်ကျင်လာလို့မေးတော့မိုးရန်ဆန်းကရဲထုတ်လိုက်ပြီးအကွဲကြောင့်ဖွင့်ကတခြားနေရာကိုပို့လိုက်ပါတယ်။တစ်ဖက်မှာတော့ဝန်လင်ကမူတော်ကျင်းစင်ကိုတုံးပြီးပို့ဆောင်စီရင်ကိုအသက်သွင်းကဝင်ရောက်ဖို့ကြိုးစားပေမဲ့အစင်ရဲတဲ့ရမှုကချက်ချင်းပြောက်ကွယ်သွားပါတယ်။အစီရင်ကိုပေးလိုက်တဲ့သူကနှဆိုးထော်ဆန်းဖြစ်ပြီးတော့နဖျားထူစီရဲ့ကိုဝါဖြစ်ပါတယ်။ထော်ဆန်းကသူ့ရဲ့ရုပ်သေးတွေကိုချုံတော်မူကနေလှုပ်လိုက်ပြီးဝါမြင့်ဝင်းကြီးဖြစ်တဲ့ဝန်လင်ကိုတောက်ခေါ်လာဖို့အမိန့်ပေးလိုက်ပါတယ်။ရုပ်သေးတွေကလည်းဝန်လင်ကိုဖမ်းဆီးဖို့ဝင်ပေါက်ထဲကိုဝင်ရောက်သွားကြပါတယ်။ရုပ်သေးတွေကဇက်တက်လိုက်ရှာနေကြပေမဲ့လည်းဝန်လင်ကဗလာကြီးပြောက်သွားတာကြောင့်နေရာနှံ့ဖြစ်ချက်ပြီးတော့ဆက်လက်ရှာဖွေနေကြပါတယ်။ဝန်လင်ကတော့ဗတိစီထဲမှာပုံနေပြီးရုပ်သေးတွေကသူ့ကိုဘာလို့ဖမ်းနေကြတာလဲဆိုတာနားမလည်နိုင်ဖြစ်နေပါတယ်။အပြင်မှာတော့မိုးရဆန်းကရုပ်သေးတွေကိုတခြားနေရာတော့ခိုင်းလိုက်ပြီးသူ့ရဲ့တပည့်ကိုဘုံနေရာကနေထွက်လာခိုင်းလိုက်ပါတယ်။ရင်းမော်ချင်းကသူ့ရဲ့ဆရာကအသက်ရှင်နေပြီးတော့ခေါင်းဆောင်တယောက်ပါဖြစ်နေတာကြောင့်ဘာတွေဘယ်လိုဖြစ်ခဲ့တာလဲလို့မေးလိုက်ပါတယ်။တကယ်တော့ရှင်းတဲ့ဖျားနယ်မြေမှာရန်နာဆိုတာကလုံးဝမရှိပဲထောင်ချောက်တစ်ခုသာဖြစ်ပါတယ်။မိုးရဆန်းကတေးသွားပြီးနောက်သွေးပင်လယ်မှာနိုးလာကရုပ်သေးဖြစ်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲမိုးရဆန်းကအမှန်တရားတစ်ခုကိုသိရှိသွားပါတယ်။နတ်ဆိုးတော်ဆန်းကသူစီရဲ့ရှင်းတဲ့ဖျားဝင်တွေကိုရယူဖို့အတွက်အပြင်းထန်တက်ခိုက်ခဲ့ပါတယ်။နဖျားသူစီကနောက်ဆုံးကျန်တဲ့ဆွမ်းအားနဲ့ထောက်ဆန်းကိုသူ့ရဲ့စိတ်ဝိညာဉ်သွေးပင်လယ်ထဲမှာချိတ်ပေးလိုက်ပါတယ်။ထောက်ဆန်းကတော့မကျင်တဲ့ပဲရှင်းတဲ့ဖျားနယ်မြေမှာထောင်ချောက်စင်ကကျင့်ကြံသူတွေရောက်လာအောင်ရဲနာတဲ့နဲ့အများခေါ်ခဲ့ပါတယ်။ရှင်းတဲ့ဖျားနယ်မြေထဲမှာတေးရဲသူမှန်သမျှကသွေးပင်လယ်မှာပြည့်ရှင်လာပြီးသူ့ရဲ့ရုပ်သေးဖြစ်လာပါတယ်။ထောက်ဆန်းရဲ့ရွေချက်ကတော့သူ့ရဲ့ကိုယ်ပေါ်ကစိတ်ဝိညာဉ်ချိတ်ပေးတဲ့စိတ်ကိုဖယ်ရှားပြီးတော့တခြားသူတွေကိုလွှဲပြောင်းပေးဖို့ဖြစ်ပါတယ်။ချိတ်ပေးတဲ့စိတ်ချောင်းကြီးလာတဲ့အခါမှာချုံတော်မှုကိုဖျက်ဆီးပြီးလွတ်မြောက်မှုကိုပြန်လည်ရယူဖို့ကြိုးစားမှာဖြစ်ပါတယ်။ရင်းမော်ချင်းကမတင်ရတဲ့အကြောင်းလှုပ်ဝက်ကျင့်စဉ်သုံးပြီးတော့ထောက်သွားနိုင်ပေမဲ့ထွက်ပေါက်ကိုထောက်ဆန်းကပိတ်လိုက်တာကြောင့်အရေးဆုံးရတော့မှာဖြစ်ပါတယ်။မိုးရဆန်းကတော့သူရှိနေတာကြောင့်မကြောက်ဖို့ပြောလိုက်ပြီးအသက်ကိုဆုံးရရင်တောင်ရအောင်ကဲပေးမယ်လို့ကတိပေးလိုက်ပါတယ်။ပို့ဆောင်ရဲ့အစီရင်တစ်ခုကိုဖွင့်လိုက်ပြီးမိုးရဆန်းကသူ့ရဲ့တစ်ဖက်ကိုခေါ်ကဝင်ရောက်သွားပါတယ်။ဝန်လင်ကလည်းအစီရင်မပိတ်ခင်နောက်ကနေခိုးလိုက်ပြီးတော့ဝင်မောက်ထဲကိုဝင်ရောက်လာပါတယ်။
ဒါကတော့အပိုင်း33ဖြစ်ပါတယ်နောက်တစ်ပိုင်းကိုနောက်နေ့မှဆက်ပြီးတော့တင်ပြသွားပါမယ်